ထိုင်းစာကိုတစ်နှစ်လေ့လာပြီးမတိုးတက်ဘူးလားဒါဆိုရင်တော့ဒီ၅ခုကိုစမ်းကြည့်ပါထိုင်းဘာသာစကားလေ့လာတွေအမြန်တိုးတက်စေဖို့လိုအပ်ချက်၅ခုလူများစုကစကားလုံးထောင်ချီကိုအရင်ချက်ဖို့ကြိုးစားကြတယ်တကယ်တော့အဲ့ဒီနေရာအမြန်မတိုးတက်ပါဘူးနံပါတ်1နေ့စဉ်အတုံးများတဲ့စကား10ချောင်းကိုအရင်ကျွမ်းအောင်လုပ်ပါစာအုပ်တစ်အုပ်လုံးကြက်တာထက်နေ့တိုင်းသုံးရတဲ့စကားတွေကိုအရင်လေ့လာပါပိုထိရောက်ပါတယ်နံပါတ်2နားထောင်တာကိုစကားပြောတာတဲ့ပိုလုပ်ပါထိုင်းလူမျိုးတွေတကယ်ပြောတဲ့အတန်ကိုနေ့တိုင်းနားထောင်ပြီးရင်အတန်ထွက်တဲ့အတုံးလုံးတွေကိုပုံမြင်မြန်သဘောပေါက်ပါတယ်နံပါတ်3စကားလုံးတစ်လုံးချင်းမကြက်ပဲဝါကြလိုက်တွဲမှတ်ပါဥပမာမင်းစားပြီးပြီလားဆိုတဲ့ဝါကြတစ်ချောင်းကိုတခါတည်းမှတ်တာစကားလုံးတစ်လုံးချင်းမှတ်တာထက်ပိုသုံးဝင်ပါတယ်နံပါတ်4အမှားလုပ်ဖို့မကြောက်ပါနဲ့ထိုင်းလိုပြောရင်အမှားလုပ်တာတင်ယူမှုရဲ့အစိတ်ပိုင်းတစ်ခုပါနံပါတ်5နေ့တိုင်း15မိနစ်ဒါမှမဟုတ်မိနစ်30မပြတ်မကွက်လေ့ကျင့်ပါတစ်ပတ်တစ်ခါ3နာရီလေ့လာတာတဲ့နေ့တိုင်းနည်းနည်းချင်းစီလုပ်တာဝေရလဲကောင်းပါတယ်ဒီနေ့ကစပြီးဒီနီးလန်5ခုကိုလုပ်ကြည့်ပါမင်းရဲ့ထိုင်းဘာသာစကားအရေးရှင်းတဖြည်းဖြည်းနဲ့သိတာလာပါလိမ့်မယ်နောက်ထပ်ထိုင်းဘာသာစကားသင်ယူခြင်းနဲ့တခြားဘဝတုဒ္ဒနဲ့ထပ်တိခြင်းနော်ဖော်လို့လောက်ထားဖို့မမင်းနဲ့နော်ခင်ဗျားနဲ့တူမနဲ့လွယ်ခဲ့တယ်လို့တခါလွယ်ရင်ဘယ်လောက်ထိကြာမတီးနိုင်လို့လဲ